နေရလဲစဉ်းစားပိတ်တဲ့ချင်းသည်လူတစ်ယောက်ရဲ့အရေးချင်းကောင်းတစ်ခုပါဘဝမှာအစမပြေမှုတွေအငင်းပွားမှုတွေပေါ်ပေါက်လာတဲ့အခြေအနေကိုပိုပြီးစိုးဝါးသွားစေတဲ့အကြောင်းရင်းတစ်ချက်ကတော့ကိုယ့်ဘက်အမြင်ကိုသာစဉ်းစားပြီးဆုံးဖြတ်ချက်ချလို့ပါစိုးဝါးသွားစေတဲ့အခြေအနေကိုရောနေစေနိုင်တဲ့အကောင်းဆုံးနည်းလမ်းကတော့နားလည်မှုနဲ့တိဆောက်ထားတဲ့စိတ်နေစိတ်ထားနေရလဲစဉ်းစားပိတ်တဲ့ချင်းပါပဲအငင်းပွားစရာကိစ္စတိုင်းမှာဖြည့်ရှင်းနိုင်တဲ့နည်းလမ်းတွေမတူတာလည်းဖြစ်နိုင်တယ်လို့အမြင်မတူလို့လည်းဖြစ်နိုင်တာမို့သူ့ဘက်ကိုယ်ပဲနှစ်ဖက်စလုံးကစဉ်းစားကြည့်စေချင်ပါတယ်သူ့နေရာမှာငါဆိုရင်ဘယ်လိုခံစားရမလဲလို့စဉ်းစားပေးလိုက်တဲ့အခါညင်းဆိုခြင်းကိုမပြုတော့ဘဲနားလည်ခြင်းဖြင့်တိဆောက်နိုင်ပြီးအရာရာကိုဖြည့်ရှင်းနိုင်ပါလိမ့်မယ်ပြဿနာတစ်ခုပေါ်လာရင်တခြားသူရဲ့နေရာမှာကိုယ့်ထားပြီးသူ့နေရာမှာငါဆိုရင်ဘယ်လိုခံစားရမလဲလို့စဉ်းစားပေးလိုက်တဲ့အခါတိုက်ရိုက်ညင်းဆိုခြင်းမပြုမိတော့ပဲနားလည်ခြင်းဖြင့်အရာရာကိုဖြည့်ရှင်းပေးသွားနိုင်ပါလိမ့်မယ်လူတိုင်းမှာကိုယ်စီရင်ဆိုင်နေရတဲ့ပြဿနာတွေဖွင့်မပြောနိုင်တဲ့စိတ်ဖိစီးမှုတွေရှိတတ်ကြတယ်အဲ့ဒီအခြေအနေကိုမသိပဲကိုယ့်ရဲ့စကားတခွန်းအပြုတ်မှုတစ်ခုဖြင့်သူ့ကိုထိခိုက်စေမိတဲ့အခါသူနဲ့ကိုယ့်ရဲ့ကြားကဆက်ဆံရေးတွေပျက်စီးသွားစေနိုင်ပါတယ်နေရလဲစဉ်းစားပေးတတ်ခြင်းသည်မလိုလားအပ်သောထိခိုက်မှုကိုကာကွယ်ပေးနိုင်ပါတယ်မိသားစုအခြေအနေမှာလဲနေရလဲစဉ်းစားပေးတတ်ခြင်းဖြင့်တဦးနဲ့တဦးနားလည်မှုကိုပုံမရရှိပြီးအိမ်အောင်ရေးမိသားစုတွေမှာပိုပြီးအေးချမ်းလာပါလိမ့်မယ်အလုတ်ခွင်မှာလည်းဒီတိုင်းပါပဲအလုတ်သမားနေရာအလုတ်ရှင်နေရာစသဖြင့်နေရာလဲစဉ်းစားပေးတတ်ခြင်းဖြင့်လုပ်ငန်းခွင်မှာလုပ်ငန်းများပုံမှုအဆင်ပြေချုံမွေလာပြီးကိုယ့်အပေါ်မှာလည်းယုံကြည်မှုတွေတိုးတက်လာပါလိမ့်မယ်နေရာလဲစဉ်းစားပေးတတ်ခြင်းသည်လူတစ်ယောက်ရဲ့သဘောထားကြီးမှုကိုလည်းပြသနိုင်တဲ့အပြင်လူမှုဆက်ဆံရေးကိုလည်းကောင်းမွန်စေပါတယ်သူတော်ဘာရဲ့ခံစားချက်ကိုနားလည်ပေးနိုင်လို့အငင်းပွားမှုတွေညှော်နေစေပြီးယုံကြည်ခံရမှုလေးစားခံရမှုတွေပိုပြီးတိုးလာစေပါတယ်အရာအလုံးမှာသူ့ဘက်ကိုယ့်ဘက်နားလည်ပေးနိုင်တာမို့စိတ်ဖိစီးမှုကိုလျော့ပါစေပြီးစိတ်တည်ငြိမ်အေးချမ်းပြီးစိတ်ရည်ကျန်းမာရေးအခြေအနေကိုလည်းကောင်းမွန်စေနိုင်ပါတယ်မိမိကိုယ်ကိုဖွံ့ဖြိုးတိုးတက်စေပြီးဘဝရဲ့အတွေ့အကြုံတွေသင်ခန်းစာများစွာရရှိပြီးအမြင်ကျလာစေတယ်နေရာလဲစဉ်းစားပိတ်တတ်ခြင်းသည်အများကိုအနိုင်ယူဖို့မဟုတ်ပဲဘဝကိုအေးချမ်းစွာဖြတ်သန်းရင်စိတ်သက်ခွန်အားကိုဖြည့်ဆည်းပေးတဲ့အတွက်လူတစ်ယောက်ရဲ့အရေးချင်းကောင်းတစ်ခုဖြစ်ပါတယ်လို့ပြောကြရင်ညီကုန်းချုပ်လိုက်ပါတယ်